ပုံဝင်နေပြောမယ်နော်ဒီမှာလုံငယ်လေးတွေလည်းပါတယ်ဘုန်းတို့စိတ်တွေကဘယ်ထဲမှာပဲကြက်စားနေတော့ဘယ်ထဲမှာပဲတော့ကျင်လဲနေတော့ဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကြက်စားနေတာအဲ့လိုမြင်နေရတာတွေကလည်းဘာတွေလဲဆိုတော့လူရှင်တွေပဲမြင်နေရတယ်တနေ့ကုံသွားတယ်တလကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲတယ်တခါတလေလူတွေကိုမြင်ခွင့်ကြုံပေမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဘူးဟုတ်လားဒါကြောင့်ဆေးရုံဆေးကန်းသွားတဲ့တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာကိုမမြင်ရအောင်အဲ့တော့လူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းပေါ်သွားတယ်ဆိုရင်ဖီးလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပါနော်သူတို့ရဲ့အတွင်းရေးနောက်ကျောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပါဟုတ်လားဒါပေမဲ့မြင်ရတာကဘာတော့အစဉ်ပြေတဲ့ပုံသဏ္ဍာန်လေးတွေပဲမြင်ရတယ်မာတာပဲမြင်ရတယ်နာတာမမြင်ရအောင်ရှင်တာပဲမြင်ရတယ်တေတာမမြင်ရအောင်အဲ့တော့စိတ်ကဘာလဲဆိုတော့ဒီရှင်တာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကဘာဖြစ်နေတော့တွေးနေတာတကယ်လို့သာလူစီကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သေခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်တယ်အဲ့ဒီအတွေ့ကအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ပဲကိုသိဆုံးခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လားအဲ့တော့ရှင်သာတစ်ခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗလိနဲ့မှတဘာဝမကြနိုင်ဘူးမျှတနိုင်မှုပေါ့သိခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်တော့ဒါကြောင့်မလို့သင်္ချိုင်းကုန်းတွေဘာတွေသွားတဲ့တယ်လို့အရင်ထင်တယ်အတုပကိုလိုက်ပြီးတော့ကြည့်တဲ့တယ်လို့ထင်တယ်ဟုတ်လားအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ်လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးကကြောက်တယ်အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်ကိုသေးရမှာပဲနော်တကယ်ကတော့တော့ကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်းသူရှင်တို့ရွာဘက်မှာနွားတက်ပြီးတော့နဲ့လူမျိုးသားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတစ်ခုရှိတယ်ရွာနဲ့မနေမွေးမှာပေါ့နွားတွေအများကြီးအဲ့ဒီမှာတက်တယ်အဲ့ဒီနာလှည့်လန်းတွေကစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တယ်အဲ့လိုလှည့်လန်းအစုံနေပေါ့အော်စရာနော်အဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှိရင်ရှေ့ဆက်မသွားအောင်တချို့ဆိုရင်ကြောက်လန့်ပြီးတော့စွတ်ပြေးတချို့နွားတွေဆိုလို့ရှိရင်ဒူးတုတ်ထားလိုက်တာရှေ့ဆက်ပြီးတော့မယုံတော့နောက်ကျတော့အဲ့ဒီနာလှည့်လန်းကိုပဲဘာဖြစ်တော့ဆိုကန်းသွားတယ်ဒီပြနေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တော့ကနွားတွေကလည်းပဲသူတို့တည်တဲ့နေရာသူတို့တက်တဲ့နေရာသူတို့တက်ထားတယ်သူတို့အပေါင်းဖော်တွေကိုသူတို့တိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါတယ်လူတွေတွေ့လို့ရှိရင်စိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီတစ်မျိုးဖြစ်တာကိုစိတ်ဝင်စားတဲ့တယ်ဟုတ်လားကြည့်လိုက်မတူဘူးနော်ဒါကြောင့်မြတ်စွာဘုရားအတုပကမ္မထာဆိုတာတွေကိုအသားပေးပြီးတော့ဟောတာတွေအများကြီးရှိတယ်နောက်ဆက်တွဲအကျိုးရလဒ်ကအလွန်ကြီးမားလို့မို့ဟောတာဟုတ်လားတခါတလေဦးဇင်းတို့ကအမှန်တရားကိုသိဖို့အတွက်နော်ဝိပတ်ပြီးတော့အများကြီးစဉ်းစားနေရတယ်အဲ့လိုစဉ်းစားမနေတော့ဘဲနဲ့သိချင်းကိုလူသေးကောင်ကိုတိတ်တိတ်ကြည့်လိုက်တာနဲ့အဲ့ဒီအတွေးတွေကမြဲမြဲဆန်းဆန်းလုတ်ချန်ယူစရာမလိုဘဲနဲ့စိတ်ထဲမှာမြင့်ဖြစ်နိုင်တယ်ဒါတယောက်နဲ့တယောက်တော့ပါရမီတက်ခံနေပါလေလည်းပဲကွာတော့ကွာအောင်မယ်ပေါ့ဟုတ်လားတို့တော့တေချာတာကတော့ဘသူပဲဖြစ်လူတွေကိုမြင်ရတာနဲ့မမြင်ရတာနဲ့စိတ်အခြေအနေမတူတာကတော့ပေကြတယ်ဟုတ်လားဒါကြောင့်တေခြင်းတရားကိုဖျားပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းတာအများကြီးအဓိပ္ပာယ်ရှိတယ်ဆိုတာလေးကိုလက်ခံနိုင်ဖို့ဒါပြောပြတာဟုတ်လားဒါကြောင့်တေခြင်းတရားကိုစဉ်းစားဖို့မလိုဘူးလားမလိုတယ်ဒါတော့ဦးဇင်းတို့တတိယဂါထာလေးနဲ့ပတ်သက်ပြီးတော့ပြောပြတာနော်ဂါထာဘယ်နှပုဒ်လာမှာတော့၄ပုဒ်နောက်ဆုံးတစ်ပုဒ်ကျန်သေးတယ်နော်နောက်ဆုံးတစ်ပုဒ်ကတော့ဒီမြတ်တဲ့အကျင့်ကိုတဲ့နေရောညာရောမပြင်းမရပြင်းထန်တဲ့လုံလဝရိယနဲ့ကြိုးစားအထုတ်နေမယ်ဆိုလို့ရှိရင်ငြိမ်းတော်မူပြီးဖြစ်ကြတဲ့ဘုရားရှင်ကိုရမြတ်ကြီးတွေကဒီလူဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့အဲ့လိုအဓိပ္ပာယ်ရတယ်ဧဝံဝိဟာရေအာတပေအဟောရတမတ္တန္တိတောတံဝေဗတ္တေကရတောတိတန်တောအာစိခတေမုနိဒါနောက်ဆုံးကတာလေးနော်ဧဝံဝိဟာရေအာတပေအဟောရတမတ္တန္တိတောအဟောရတမတ္တန္တိတောတဲ့နေရောညာရောမပြင်းမရညပါထည့်ထားတယ်နော်ဒီမြတ်သောအကျင့်ကိုနေ့ရင်လုပ်ရမှာမဟုတ်ဘူးညပါလုပ်တဲ့နယ်ပေါ့ဟောသောလူရဲ့တက်တန်းလေးကအလွန်တိုးလို့ညဟာအိပ်ဆက်ခြင်းဖြင့်ဖြုံးတီးပြလိုက်ဖို့မထိုက်တန်ဘူးဆိုတဲ့အတိတ်ကိုပဲဟိုကပြောနေတာဟုတ်လားနေရောညာရောမပြင်းမရဧဝံဝိဟာရိအာတပေအလုံးကိုထက်တန်တဲ့လုံလဝရိယနဲ့ဒီမြတ်တဲ့အကျင့်ကိုကျင့်တယ်ဘာ
ဘာကျင့်တော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုအမှန်သိနေတဲ့အလေးအကျင့်ဒါမှအမှန်တရားကိုသိမှာနော်အဲ့ဒါကိုအဲ့လိုနေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုလို့ရှိရင်တံဝေဗတ္တိကရတောတိတန်တောအာစိတ်ကတိမုနိနော်တန်တောငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့မုနိဘုရားရှင်ကိုရမြတ်ကြီးတို့သည်အာစိတ်ကတိချီးမွမ်းပြောဆိုကြတယ်ဘလို့ပြောတော့တံဝေဗတ္တိကရတောတိဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားအကောင်းဆုံးနေနည်းထိုင်လေးနဲ့နေလိုက်တော့ညအိတ်ဆက်ခါနည်းလေးမှာဒါကောင်းသောညဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနားလည်ဖို့ရှိမယ်ပေါ့နော်နေ့လည်နေခင်းမှာလောဘဒေါသမောဟတွေနဲ့အကုသိုလ်တွေနဲ့ရောပြုံးပြီးတော့နေမယ်ဆိုရင်ညဟာကောင်းသောညဖြစ်နိုင်ပါလားဒါစဉ်းစားဖို့ရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ဟောင်းတို့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုจิตသုံးခွင့်ရတဲ့ဒီအခိုက်အတန့်လေးနော်အခိုက်အတန့်လေးလို့အရင်သုံးလိုက်တယ်နော်ဘဝဆိုတာအခိုက်အတန့်လေးပဲနော်ဒီအခိုက်အတန့်လေးကတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်လေးပဲဘာဖြစ်လို့လဲဆိုတော့တန်ဖိုးဖြတ်လို့မရတဲ့ဒီအလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးရှိနေလို့လူတိုင်းကဒီခွင့်ရမရှိဘူးနော်လူဖြစ်တိုင်းလည်းရှိတာတော့မဟုတ်ဘူးနော်မှန်ကန်တဲ့အဆုံးအမလို့ဆိုတဲ့မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့ခွင့်ရတဲ့သာသနာရဲ့ပုံမှာသာသနာဆိုတာအဆုံးအမကိုပြောတာဟုတ်လားအဲ့ဒီအဆုံးအမရဲ့ပုံမှာယုံကြည်တက်ဝင်တဲ့တရားတရားရှိတဲ့လူမှသာလျှင်ဒါကိုကျင့်သုံးနိုင်တဲ့အခွင့်အလမ်းရှိတာဟုတ်လားဒီအဆုံးအမတွေကိုကြားရတိုင်းလည်းပဲဒါကိုစမ်းကြည့်မယ်လို့တောင်စိတ်ကူးမပေါက်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူဖြစ်တိုင်းလည်းပဲလူချင်းတူတာမဟုတ်ဘူးဟုတ်တယ်မို့လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေလေးကဒီအလုပ်ကိုလုံနိုင်တဲ့အတွက်လုံနိုင်ဖို့အတွက်အခွင့်အလမ်းအကုန်လုံးပြည့်နေတယ်အခြေခံလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေတယ်သိနိုင်မြင်နိုင်စွာဉာဏ်အရည်အသွေးမီတဲ့လူတစ်ယောက်ဖြစ်နေတာကတကြောင်နော်အစိုးအမကောင်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ခွင့်ရတာကတကြောင်ဒါကိုဘဝကောင်းနဲ့တွေ့တဲ့အခါကောင်းကြုံနေလို့ပြောတာနေတဲ့အခွင့်အရေးတော့မဟုတ်ဘူးနော်မြင်တတ်ဖို့တော့လိုတယ်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှသိမှလည်းပဲအလားအမဆုံးရှုံးအောင်ကြိုးစားမှာနော်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိရင်တော့ပေါ်ပေါ်ပဲပဲနဲ့ပျက်စီးပြုံးတီးသွားမှာပေါ့နော်ကိုကဘာမှမရှာမဖွေရပဲနဲ့မိဘရှာဖွေတာကိုပဲထိုင်ပြီးတော့ငွေကြီးရဲ့တန်ဖိုးကိုနားမလည်ပဲနဲ့တချို့သုံးဖြုံနေကြတဲ့နော်ဥစ္စာပစ္စည်းပေါ်များတဲ့ပုဂ္ဂိုလ်တွေရဲ့သားသမီးတွေတချို့နော်ပတ်စာကိုတန်ဖိုးမထားပဲနဲ့နေကြထိုင်ကြတာဘေးကနေမြင်ရတာနော်တွေးကြည့်ပေါ့နော်ဒါဥမာကိုပြောပြတာဟုတ်လားခုတရားဓမ္မဦးဇင်းတို့တွေကလည်းပဲဘဝကကိုပြုခဲ့တဲ့အကြောင်းတရားလေးတွေပြည့်စုံလို့ဒီအလုပ်ကိုလုပ်နိုင်ခွင့်ရှိတဲ့နော်ဘဝဒီအလုပ်ကိုလုပ်တတ်အောင်သင်ကြားပေးတဲ့သာသနာအစုံအမဒါနဲ့တွေ့ကြုံနေရတဲ့အခြေအနေလေးကိုဘာလို့ဖို့လို့တော့တန်ဖိုးထားဖို့လိုတယ်မတွေ့ရမကြုံရသောပုံကိုယ်တွေနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တွေ့ကြုံနေရတဲ့လူတွေရဲ့အဒီအတွက်အလွန်တရာမှနေပါတယ်ဒါကြောင့်မလို့တချို့ညတွေပါစိတ်ဝင်စားဖို့လိုတယ်နော်ညဒီကောင်းတဲ့အလုပ်ကလေးကိုလုပ်ဖို့အတွက်အလွန်တရာမှအခွင့်သာတာပဲဆိုတဲ့အမြင်မျိုးပေါ့ဟုတ်လားညဆိုတာနော်ဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ပညာရှိတွေအတွက်ညဆိုတာအိပ်ဆက်ပြစ်လိုက်ဖို့မဟုတ်ဘူးတဲ့နော်နက္ခတ္တရာခြေတကာတို့ဖြင့်အလှဆင်ထားတဲ့ညဆိုတာသူတော်ကောင်းတရားကိုသိအောင်လုပ်ဖို့အတွက်အချိန်အခါဖြစ်တယ်လို့အဲ့လိုဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မပြင်းမရှိလုံလဝရိယထက်ထက်တန်တန်နဲ့ဒီအလုပ်ကိုကြိုးစားနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းရဲ့တန်တာမှာစိတ်အေးလက်အေးနေနိုင်တဲ့အနေအထားမရှိသေးလို့